မကြခင်မဆိုင်ရင်မိုးသက်လာလိုက်မယ်အောင်စပူသက်လာလိုက်အောင်စပူကဟောင်းမကနေရဗျာခင်ဗျာပထိုးတော်ကြီးတွေမှာတော်တော်များများဖိုးချစ်သက်လာလိုက်မယ်ဆွဲပြတယ်ဟောဒါဆွဲပြမယ်နော်ပောက်ကူတော်ကိုယ်တိုင်အောင်စပူတို့စမ်းရည်မိုးတို့ဖိုးချစ်တို့ဇက်ပွဲတွေထဲထိပေါ်တာလာဆွဲမယ်လို့တရားဝင်ပြောလိုက်တာကျွန်တော်ပြောတာမဟုတ်ဘူးနော်နားထောင်နေနော်ဒီနေ့ညမှာတော့အောင်စပူတို့စမ်းရည်မိုးတို့ရဲ့ fan တွေဖိုးချစ်ရဲ့ fan တွေအတွက်ကျွန်တော်သတင်းစကားလာပေးတယ်လို့ခင်ဗျားတို့ကမှ projector နဲ့ကျွန်တော်ပြပြူစောဒီခေါင်းဆောင်အယောင်ဆောင်ဖုံးကြီးကတုံးကစမ်းရည်မိုးနဲ့အောင်စပူတို့ပေါ့ဗျာဖိုးချစ်ပါပါတဲ့စစ်မှုထမ်းရမယ်လို့ဒီကနေ့ပြောတယ်ဒါဆိုရင်စမ်းရင်မိုးလို့အောင်စပူလို့ဖိုးချစ်လို့စစ်မှုထမ်းရတော့မလားစစ်မှုထမ်းစစ်ခေါ်ပြီလားကဲပောက်ကူတော်ဘာပြောလဲနားထောင်ကြည့်အောင်ဗျာဒီပောက်ကူတော်ကတော့လူစောဒီခေါင်းဆောင်ဗျနော်ဘာပြောလဲတစ်ချက်နားထောင်ကြည့်ဦးစင်းတို့ကစစ်မှုထမ်းပေါ်တာဆွဲရတဲ့ပတ်သက်ပြီးတော့မပြောပါဘူးဘာဖြစ်လဲတဘုံလေးလက်ထဲမှာဆိုလို့ရှိရင်ဒါဆွဲစရာတော့မလိုတဘုံလေးလက်ထဲမှာမိန်းကလေးတော့ရှင်တယောက်ထက်ယောက်ျားလေးတော့ရှင်နှစ်ယောက်ထက်အခါနဲ့မထဲဘူးလားမထဲတိုက်ပြင်မထားပဲခုနပြောလိုက်ကျန်းရတယ်နော်ဟုတ်လားကျန်းတယ်နော်လိုက်လို့ကိုမရသောက်ကျန်းကြီးနော်တော့ပြောနေတာကဒီပေါက်ကိုတော့ကလူတကောင်ဒုက္ခလိုက်ပေးနေတာဗျအခုတော့ဒီပေါက်ကိုတော့ကဘယ်ရောက်နေလဲဆိုတော့ရွှေလိပ်ပြာဟိုတယ်မှာကြားဖြန့်နေတယ်တွေ့နေတယ်တွေ့ပြီးတော့သူတို့တရုတ်မုံတီးဘာညာမဖြစ်အောင်ပေါ့ဗျာနည်းနည်းလိုက်ပြီးတော့တရုတ်တွေကစီးယုံလက်ငွေပေးတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးတွေလုပ်နေတယ်လို့ကျွန်တော်တို့ကြားရတယ်အဲ့တော့ဘာပြောမလဲနားထောင်ကြည့်အောင်โอเคဒီကုန်းလက်ထဲမှာကျောက်တို့ဒီမှာစစ်မှုထမ်းတဲ့ဥပဒေနဲ့ပတ်သက်ရင်ဟုတ်လားမရှိစင်းရသားတွေပဲများတာစစ်မှုထမ်းတဲ့ပတ်သက်ချမ်းသာတဲ့ဒါတမီတူးမှာပါဟုတ်လားမပါဘူးဘာဟုတ်တယ်လို့ကတရုတ်တယောက်ရုံးမတော်မှာစစ်မှုထမ်းဆွဲခံရတယ်အမဦးစင်းကိုကူညီတောင်းတယ်ရုပ်ကမေးလိုက်တယ်ရှင်းရှင်းလေးအဲ့တရုတ်ကမြန်မာနိုင်ငံသားလားလို့ပြောတယ်မြန်မာပြည်မှာမွေးတော့ပါဗျာမြန်မာနိုင်ငံသားပါဗျာတဲ့အဲ့ဒါဆိုမြန်မာနိုင်ငံဆိုမြန်မာနိုင်ငံတော်ဝန်ထမ်းဆောင်မှာပေါ့လို့စစ်မှုထမ်းရမှာပေါ့လို့မှန်တော့ဘာလို့လိုက်တယ်မုန်းခိုင်ဘာလို့ပြောရမှာလဲလို့မှန်တော့ဗောတူတူကိုမြန်မာနိုင်ငံသားခံယူထားတယ်မြန်မာနိုင်ငံသားစစ်တယ်ဆိုတော့မူစလင်လည်းစစ်မှုထမ်းရမှာပဲတရုတ်လည်းစစ်မှုထမ်းဟုတ်လားအောင်စမှုလည်းစစ်မှုထမ်းရမှာဟုတ်ဒါမှုလည်းစစ်မှုထမ်းရမှာပဲအောင်စမှုဇက်ကဇက်ကစမ်းလို့အကုန်လုံးစောက်ထမ်းရမှာပဲအောင်စမှုလည်းစစ်မှုထမ်းရမယ်စမ်းရင်မိုးလည်းစစ်မှုထမ်းရအောင်စမှုတို့စမ်းရင်မိုးဖန်တွေကလေသူတို့ဇက်ကလေးတညမကရင်တော့လေမျက်ရည်နဲ့မျက်ခွက်ဖြစ်နေကြတာပေါက်ကိုတော့တကယ်ပဲစစ်တပ်ကစစ်ဗိုလ်ချုပ်တွေကိုလေပြောပြီးတော့အဲ့အောင်စမှုတို့စမ်းရင်မိုးတို့ကိုစစ်တဲခေါ်သွင်းဖို့ကြံစီနေပြီလားဒီနေ့တော့အင်မတန်ကြောက်စရာကောင်းတဲ့အခြေအနေကြီးတစ်ခုအောင်စမှုတို့စမ်းရင်မိုးတို့ဖန်လို့ပြဿနာတော့တက်ပြီဗျို့အဲ့တော့ခင်ဗျားတွေ့ကြည့်လိုက်အဲ့တော့ကရုံးမတော်နဲ့မှာဆိုလို့ရှိရင်တော့ပေါ်ဝေးစင်နေဆိုတာရှိတယ်အဲ့ခင်ဦး30သားရဲ့ဝိတာတွေကအဲ့ရှင်ကလည်းခင်ဦး30ရဟာကြိုင်တယ်အဲ့နဲ့စစ်မှုထမ်းတွေပါအဲ့ဆိုင်တွေမှာမစွဲရဘူးစွဲရဘူးအဲ့လိုမစွဲအောင်အဘတွေနဲ့ရှယ်ယာပါထားလာအောင်မြန်တဲ့ခါတည်းစစ်တပ်ကအဘတွေရှယ်ယာပါထားတဲ့စားတောက်ဆိုင်ကိုကြတော့ပေါ်တာမဆွဲရဘူးစေသားအခြေခံလူဒန်းစားတွေကိုတော့လိုက်ပြီးပေါ်တာဆွဲနေတယ်ဆိုပြီးတော့ဒေရိုးပြောတာတော့ပေါက်ကိုတော့တွေးတော့ရှိတယ်ခင်ဗျာတွေးတော့ရှိတယ်နောက်လို့တော့မရဘူးသိလားချက်ကြည့်အမှန်ကခင်ဗျစစ်မှုထမ်းဆိုအဲ့လိုနေရာကြီးဆွဲရမှာပေးရကလေးတွေပေးရလုံးတဲ့တူစစ်မှုထမ်းတော့ဆိုတော့ဗျာခင်ဗျနောက်ကကြားရတဲ့မိသားစုဘယ်နဲ့လို့ကျမ်းပြီနော်ကဲဟိုတနေ့ကမန္တလေးကနေဝဲသားတူနဲ့မကွေးခွေရုံးမှာမကွေးနတ်ပေါက်ခွေရုံးမှာရှိတယ်နာမည်ကတန်းထွေးဦးနော်နာမည်ကတန်းထွေးဦးဘယ်လိုဖြစ်တာလဲဆိုလို့ရှိရင်ဝဲသားနဲ့ပေါ့ဗျာပတ်စံရမယ်ဆိုပြီးမစစ်မှုထမ်းပတ်စံရမယ်ဆိုပြီးမှနော်လိုက်ဟောပတ်စံတပြားမှမရဘူးပေါ့ဗျာနော်မရတော့ပတ်စံမြင်ကျွန်တော်တော့မန္တလေးပဲတာဝန်များထားတော့ကျွန်တော်နေရက်ပဲတာဝန်ထားတော့မယ်ခင်ဗျားတို့ခမဆွဲနိုင်တော့မရဘူးမကွေးနတ်မောက်ဆွေရုံးပါပဲလူရောက်အဲ့စစ်မှုထမ်းကလည်းလူအယောင်းပဲရောင်းစားရတော့ကြားတယ်နော်စစ်မှုထမ်းကလူအယောင်းဝယ်တွေလုပ်နေတာနော်
ပြောစစ်ကောင်းဆောင်မင်းအောင်လှိုင်တို့ဘာလို့စစ်ဗိုလ်ချုပ်တွေတက်ချုပ်အစ်စ်ရဲဝင်းဦးတို့ပြည်ထောင်ဝင်ကြီးထွန်းအောင်လားကြော်အောင်လားဟဲ့ကောင်နေကြားလားရှက်လားရှက်စရာကြီးနော်လူရောင်းဝယ်လုပ်နေတာနော် နော်လူရောက်ပြီလောက်တဲ့သူကဝေကြီးသွားတယ်အစစ်မှုထားရမယ်သူကထားနေခဲ့တယ်အဲ့တော့ခဏခံယူချက်ကမရှိတော့မလဲတကယ်ဆိုမန္တလေးကဆိုမန္တလေးအလိုက်မန္တလေးကနေစစ်မှုထားခိုင်းလိုက်အမှန်ဦးစင်းနဲ့လည်းရင်းနှီးတယ်စစ်မှုထားဆိုတော့ဦးစင်းကတိတ်မပြောဘူးလေဒါပေမဲ့မကွေးအဲ့ဒီကနမောခွေရုံလှဆက်လိုက်တယ်ခင်ဗျားတို့တာဝန်ဒါအတားမိုင်လည်းရှိပါရဲ့နော်ရတယ်လို့ခင်ဗျားတို့ထိတ်ကြည့်တယ်လို့ပြုတ်ကအထက်ထိတိုင်ပါလို့အဲလို့ခင်ဗျာဒီကလေးဟုတ်ပြီစစ်မှုထားမှာလက်ခံတယ်လို့ဗလာလက်တော့နေအရာလဲကောင်းတယ်ခင်ဗျာမန္တလေးအလိုက်လို့မန္တလေးကနေစစ်မှုထားလိုက်မယ်လို့သူ့ရဲ့ဘက်ကလည်းသူစစ်မှုထားလိုက်မယ်လို့ခင်ဗျားတို့အခုကပတ်စံယူပြီးမှာလို့ခင်ဗျားတို့စစ်မှုလူသားစားထိုးတဲ့လူပြန်လွှတ်ပြလိုက်တယ်နောက်ပေါ်တာဆွဲလာတဲ့ဟိုလာပွဲစားနဲ့ပါလာတဲ့လူစစ်မှုထားထည့်လိုက်တယ်ခင်ဗျားတို့ဆွေရုံးထဲမှာရှိတဲ့လူကြတော့အပြစ်ထည့်လိုက်တယ်မိဘစီပြန်လိုက်တယ်ငွေယူတယ်ခင်ဗျားတို့နှစ်တီးစားကြီးလုပ်ကြတာလို့ယုံပြီလားလူများကျော်တို့ပြောတာယုံပြီလားလူကုန်ကူးမှုကြီးဖြစ်နေပါတယ်လူသားတွေထိုးနေပြီးတော့ရက်ွက်ရုံးတွေမှာလူတွေဖမ်းထားပါတယ်အဲ့ဒီမှာလူသားတို့တွေထဲတယ်စစ်မှုထမ်းဆိုပြီးတော့အုတ်ချုပ်ရုံးနဲ့ပြူစောတိတွေလှုပ်ရှားနေကြတာဗျာလူကုန်ပြန်ပေးဆွဲလူကုန်ကူးနေကြတာယုံပြီလားထပ်နားထောင်ကြည့်ရင်မျက်ရည်နဲ့ဒူးနဲ့သုတ်ရတဲ့ဘဝတွေထပ်ရောက်လာလိမ့်မယ်ဇက်ရည်မှုနဲ့အောင်စပူဖန်တွေအတွက်ကတော့မျက်ရည်20ပဲပေါက်ကူတော်ကစစ်မှုထမ်းခိုင်းနေပြီမကြခင်မှာဇက်ရည်မှုနဲ့အောင်စပူစစ်မှုထမ်းဖို့ထွက်ခွာရတော့မယ်ထင်ပါတယ်ဗျာကျွန်တော်သူ့ရဲ့ပရိသတ်တွေအတွက်စိတ်မကောင်းမိဘူးကဲတက်ကြည့်အောင်ဒါမကွေးကဒါတော့ထွေးရုံးပါပေါ့ဗျာနော်ဦးစင်းမှလည်းတာဖိုင်ရှိပါတယ်ညကင်းဆောင်နဲ့ပြောတဲ့အခါရတယ်လို့အကုန်လုံးတိုင်ကြမယ်လို့ဟုတ်တယ်စစ်မှုထမ်းနဲ့ပတ်သက်ဦးစင်းပြောခဲ့ပါတယ်နော်ပြောလည်းမပြောပါဘူးဒါပေမဲ့အယုတ်လည်းမရွေးပေါ့ဗျာမွတ်စလင်လည်းစစ်မှုထမ်းတယ်ဒီမှာကတရုတ်လည်းစစ်မှုထမ်းရမယ်ဇတ်တီလည်းပါခင်ဗျားတို့ကပေါက်ကူတော့လွှဲလိုက်ပေါ်တာဆွဲပေးပြီပေါက်ကူတော့ပေါ်တာဆွဲပေးမယ်နော်အောင်စပူတို့စမ်းရည်မိုးတို့ဇက်တဲတွေအထိပေါက်ကူတော့ကိုယ်တိုင်ပေါ်တာဆွဲပေးမယ်နော်ကျမ်းပြီပြဿနာတော့တက်တိုက်တယ်တော့ဆဲလေသည်ဘုံကြီးပေါ်တာဆိုရင်တိုက်တယ်တော့ပြောလေသည်နော်တိုက်တယ်တော့တေအောင်ပြောလေသည်မကြခင်မဆိုင်ရမိုးသက်လာလိုက်တယ်အောင်စပူသက်လာလိုက်အောင်စပူကဟောမကနေရဗျာခင်ဗျာမတို့တော်ကြီးတွေမှာတော်တော်များများဖိုးချစ်သက်လာလိုက်မယ်ဆွဲပြပေါ်တာဆွဲပြမယ်နော်ပေါက်ကူတော့ကိုယ်တိုင်အောင်စပူတို့စမ်းရည်မိုးတို့ဖိုးချစ်တို့ဇက်ပွဲတွေထဲထိပေါ်တာလာဆွဲမယ်လို့တရားဝင်ပြောလိုက်တာကျွန်တော်ပြောတာမဟုတ်ဘူးနားထောင်နေနော်ခင်ဗျားတို့ကတရားကိုခွင့်ပြုလိုက်အဲ့ဒီမှာဘလာကောင်းအင်အားကောင်းနေကြရင်အကုန်လုံးကခွင့်ပြနော်ပြဿနာတွေတက်ပြီအားလုံးစစ်မှုထမ်းဒါမှခင်ဗျားကလည်းတထေးသားလည်းစစ်မှုထမ်းနဲ့ဟိုကလည်းစစ်မှုထမ်းနဲ့အကုန်လုံးဒါမှခင်ဗျားစစ်မှုထမ်းတဘွားဒီလိုက်ကြတော့မှာဗောတဘွားဒီလိုက်ကြတော့အခုကလုံစားကြီးလူကုန်ကူးနေတာလေဗျာနော်ဟိုစိတ်သမားတွေရဲသမားတွေဘာတွေကိုပေါ်တာဆွဲထည့်ပြီးတော့လူစားတို့တွေထည့်တကယ်လုံစားကွက်ကြီးယုံစရာကြီးအခြေခံလူတန်းစားတွေကတော့ခံစားနေရတာပေါ့ဗျာအဲ့ဒီအခြေခံလူတန်းစားတွေရဲ့ဒေါသအမျက်ကပေါက်ထွက်လာတဲ့နေ့မှာခမားတို့နန်းတော်ရတဲ့အကုန်လုံးမီးတက်ရှို့နေနှိတ်ကွတ်ထားဖိနှိတ်တာခမားတို့ဖိနှိတ်တာစစ်တပ်ကကောင်းနေစစ်ရုပ်မှာတစုနဲ့ပြူစောတိလော်ဘီတွေနော်ပြည်သူလူထုရဲ့ဒေါသထွက်လာတဲ့နေ့နေပြည်တော်ပြာချမှာသူတို့ကိုယ်တိုင်ဖြစ်လာတယ်ကြည့်နေတယ်ဗျာတို့ကျွန်တော်တို့ပုံပြောကြည့်နေလိုက်အဲ့တော့တဘောနီးလည်းမကြရင်တော့ဦးစင်းကတော့ဟိုပါပေါ့နော်ရင်လေးတယ်ဆိုလို့ပြောပေါ့ဗျာနော်ရင်လေးတယ်ဆိုတဲ့ပုံစံမျိုးကျင်းပါပဲဗျာနော်ဒီအခြေအနေကိုကျွန်တော်ပြောတာပါယုံပြီလားကဲစမ်းရည်မိုးနဲ့အောင်စပူနဲ့ဖိုးချစ်ရဲ့ပိဋကတ်တွေလာကြည့်ကြမကွေးမှာဇက်လာကကြိုက်တဲ့နေရာမှာကပေါက်ကူတော်ကိုယ်တိုင်ပေါ်တာဆွဲပြမယ်တဲ့ဟိဒီမင်းသားတွေစစ်ဝစ်ဆုံးနဲ့ကြည်ကောင်းလားဆိုတာကြည့်ကြအောင်အားလုံးကျေးဇူးတင်ပါ